ตัวไปสิที่ตัวเซลีสตรีทใจพาลงเนี่ยหรอจนรู้ใส่โฮมิกาตุยอันนี้ภาษาทุกโปรโมชั่นแต่ตัวงานอะไรตัวงานอะไรส่วนนี้นู้นบัดเจ็ตนะล่ะไอ้งานเซลีใจตัวไอ้งานรูปพิเศษเลยใช่ไหมไปบีพาลงด่ารู้การเนี่ยลีที่ตัวใหญ่เนี่ยใจไอ้งานเซนเนี่ยอันนี้ปุ๊งานปุ๊แต่ปุ๊ก็จะไม่ได้ซะลูกการเราพี่ตัวมั้งจนรู้ใส่ดูดีตัวแม่ยังไงแต่ละมันลีใจเฮ้ยเปี้ยไหมใครงานเนี่ยสักการเปี้ยไหมดูใช่ขอบก็ตมี่สมรู้ใจมาหัวปังงานลิชิล่ะน่าเราไปมองมาย้ำคุณเลยพี่ว่าอันนี้ตมี่เอาไว้เอาชาวนาเลยสมัครเปี้ยหัวผิวเลยว่าเอาไว้เลี้ยงอันนี้ใจติดเท่าไรเนาะอันนี้จ้ะโอเคนี่โอลิงาเปี้ยเลยสปริงกิ้งก็ตมี่เนี่ยมันไล่พวกมันเลิกปีน่ะสำหรับเนี่ยเลิกปีเนี่ยคนนี้อะไรเนาะเนี่ยผู้ซ้ำก็เลยแต่งานตมี่ซ้ำกันไหนอันนี้ตมี่อันนี้ไม่ใช่เก่งว่าที่จะเป็นเลิกสุดเดียวอะไรผู้ยังที่ส่วนไอ้ตมี่เอาพุ่งตรงเนี่ยโอ้ยมันเนี่ยไม่สิเพราะใจเย็นเลยมาสิเนี่ยสกัดเยอะจังเลยเลยเนี่ยไม่ได้ว่าเดี๋ยวจะอะไรสิแย่ว่าอันนี้อยู่เดี๋ยวเขาจะไหนอันนี้อยู่เดี๋ยวว่าอันที่กูไปเปี้ยว่าอันนี้ดีรู้ว่าอันนี้ตมี่อะไรติ๊กต็อกเซลีลูตีอะไรวันตาบาร์เลยใช่อ้าวตมี่อยู่มาตีกูล่ะใจเย็นเลยติ๊กต็อกเซลีนี่ติ๊กต็อกฟอลโล่ได้ไม่เลยสิตีเลยไอ้จำโมแล้ววันตาเลยลูกพี่ว่าอันนี้ว่าจะมาดูโฮมิกาเพื่อกาเลยที่ลูกโยลิพิเศษจีน่ะดูโปรโมชั่นชาบีเนี่ยเจ้าลูกย่อพิเศษจีน่ะเขาတက်တော့ငါ့ကိုရမှုပြောထားလေတော့ငါပေါ့နော်တင်ကားစံနဲ့ပြောထားလေကဘက်ကမှာအဲ့ဟာလေးနားလည်မှုလွဲသွားတာတကယ်တော့ကျမတို့အဲ့ message တွေပဲပြောဖိရင်ရပြီဒီ Homika 2 year anniversary အစုံရှိတယ်ဆိုတာလေးကိုပြောဖိရင်ရပြီငါ့ဘုတ်လည်းမလိုအဲ့ဒီတမီးကမပြောတတ်ဘူးကဘက်ကမှာအဲ့တော့ဟိုကခုနတပုတ်ကပွားရနော်အင်းကြည့်တော့လက်ခိုင်းလိုက်အောင်မယ်ဂျာကြီးကလည်းအဲ့လို TikTok ကရင်ဂျာကြီးဆိုင်ပေါက်ပြီရှစ်မေတမီးကဒီပိန်နိုင်တော့မှာကောက်ဒီနားမှာလှတယ်ဒီနားမှာပဲကဟဲ့တင်ချာရိုက်နော်မျက်နှာကိုပြူးပြဲမနေစေနဲ့ကလေးကိုโอเคကြည့်ရကလာချစ်စရာကြည့်စားငါသမီးမျက်နှာကြည့်ပြူးပြဲပြီးထွက်နေရပဲနင်ကငါပြောပါတယ်အနီးကမရိုက်ပါနဲ့လို့နင်ကပြောနေတာဟာအမြဲတမ်းပြူးလို့လေအနီးဒီမှာဒါပုံမှန်နဲ့ကျွန်တော်ယနေ့ချပုံစံပဲလေနင်အနီးကရိုက်လိုက်တာငါမြင်တယ်မမျက်နှာပြူးပြဲထွက်နေတာတွေ့လားမေတော့ပါတော့မေဒီလိုပြဿနာခဏရရှာတယ်တမီးနာမှာဘသူမှရှိမှာမဟုတ်တော့ကြာရင်မေပဲရိုက်ပြရမှာနော်အေးချာရိုက်ပြလိုက်ညက်တယ်တကယ်လာတယ်ဟုတ်ပဲမြင်ပါမှမသိဘူးတိလားမေအဲ့လိုသူတို့ပြောမှကိုကောင်းတာမေတပီပြောလိုက်လို့ရှိရင်သူများလေးအောက်ဆိုးရဆိုပြောတယ်နာမည်ကြီးထွက်လာမှာပေါ့လိုက်မှာအဲ့ကြောင့်မေများများပြောပြီးတော့ဟုတ်တယ်ညစမမပြေတာတဲ့ပေါ့အချစ်ဟွာဒီလိုပါအန်ဒီရဲ့ဒီနားလေးကျပစ္စည်းကနည်းနည်းတော့လေဟိုဘက်ပစ္စည်းတွေအများများတဲ့နေရာနားလေးတစ်ချက်ကပေးလို့ရလားလို့ဒီမှာလိုက်တင်ရခလေးဝတ်ထားတဲ့အဝတ်အစားရနော်ဒီနေရာပဲကောင်းတယ်ဒီနေရာပဲရိုက်လို့ကောင်းတယ်ဟုတ်ပါတီလေဒီနောက်ဆုံးပုံလေးကိုလေဟိုအလဲတက်မှာဒီကောင်တာလေးကုန်ပဲပြင်မယ်အလဲတက်မှာကပေးလို့ရလားဟိုဇုံးကိုအကြီးဆွမ်းလိုက်မယ်လေတစ်ဆိုင်လုံးမြင်ရအောင်နင်တို့ကလည်းခဲတစ်လုံးနဲ့ငါပေါင်း1600ပြည့်စင်နေတယ်လို့ပဲဟောတမီးဟိုတက်တော့ငါ့ကိုလည်းပေးပြီးဆိုတော့အန်ဒီကိုကျန်ကုန်25လေးတောက်ရတယ်နော်ဟုတ်ကဲ့အန်ဒီကဗီဒီယိုလေးကဘယ်နေ့တင်ပေးမှာအခုကိုတင်ထားတာမှာမီလီယံချီနေပြီပြောဟုတ်တယ်ဂျာကြီးမီလီယံချီနေပြီဟုတ်တယ်ဟုတ်ကဲ့မဆွေဒီဇိုင်နာကစားနိုင်ဟုတ်ပြန်ပါလေပြန်သွားပြီပြီးသွားပြီပြန်သွားပြီလားဟောကျွန်တော်30မိနစ်အခုတော့တင်ထားတာအမိပဲဆိုပြီးအပြေးလာတာကိုမမီတော့ဘူးညာဟုတ်ဟိုကမဆွေလာတွေ့ရလားဝဲမာလားဝဲမာလေးစစ်ကြောင်ညာအကုန်ဝဲမာယူမာလေးဒီမှာနောက်တစ်ပုတ်အေးဟာလေးကိုကျွန်တော်ယူမှာဟိုမြင်တတ်တယ်နော်ဒီစစ်ကြောင်ညာအကုန်ကြည့်တာကျွန်တော်တို့အသိသိကြည့်တာအဲကြောင့်ဒီဟာလေးကိုယူမှာနော်ဟုတ်ကဲ့ပြန်မယ်ဒီဆိုင်ကဒီလောက်ကြီးပြီးတော့ဒီလောက်ပစ္စည်းဆိုမှမသိဘူးဗျဟုတ်ကဲ့ကျွန်တော် sweet တက်တော့ကြည့်ပြီးလာဗျဟုတ်လားဟုတ်ကဲ့ဘာလေးယူမလဲရှင်ဟော sweet ကြော်ညာမှန်တယ်များအကုန်ယူမှာရတယ်ရှင်ဟုတ်ကဲ့ဟုတ်တဲ့ sweet ထက်ကြော်ညာရင်လည်းထက်လာဝယ်ဦးမှာကျွန်တော်ဟုတ်ကဲ့ပါရှင်ဂျာကြီး promotion ကလာမကုန်သေးဘူးနော် stock တွေအကုန်ပြတ်သွားပြီဟိုကအကွက်ရောင်းရတာဂျာကြီးအေးနော်ဟဲ့ TikTok ကတော်တော်ကိုပေါက်တာနော်ဒီခေတ်ပြောပါတယ်ဂျာကြီးဟာငါတပည့် sorry ဒီခေါက်တော့မှားသွားတယ်ထောင်လာလိုက်10ပုံရိုက်ပေးကိုလို့2ပုံလောက်ပို့ထောင်လိုက်အဲ့လိုမရတော့ဘူးဂျာကြီးမဆွေကဒီနှစ်ကုန်ဒီမအားတော့ဘူးတဲ့ဟဲ့ဟိုဒါပေမဲ့သူ့မေရှိဂျာကြီးသူ့မေသူ့မေလည်း follow အများကြီးနော်မရှုပ်လို့မရအောင်သူလည်းကဟမ်
စစ်လို့နော်စစ်လို့အန်ဒီကလည်းရက်ကမရတော့ဘူးသမီးလေးကလည်းလုံးဝတစ်နေ့လုံးပြည့်နေပြီဒါတော့မှဟိုမီကန်နဲ့အရင်လှုပ်ထားပြီးသားရှိတော့လေအားနဲ့အားနာပြီးတော့လှုပ်ပေးတာ အစီအစဉ်တင်ပါလေအန်ဒီက ဒါနဲ့လေအန်ဒီအကြံတစ်ခုတော့ပေးမယ်သီလားဟိုလေဟိုမီကန်မှလည်းလေအဲ့လိုမျိုးကိုယ့်ကိုတက်တော့အကောက်ကိုကတ်ကြပါလားရေ အဲ့လိုကတော့ကားတပါဝင်ရဲ့ ကမှဖြစ်မှာဘာလို့ဆိုလေသူများဆိုင်နေဆိုလို့ရှိရင်လေသူတို့ဝန်ထမ်းနဲ့သူတို့နဲ့ဟိုပြီးနေတာရမ်းမိုက်တယ်အဲ့လိုမျိုးလုပ်ကြလေ ဟုတ်ဟိုဘယ်သူတင်ခိုင်းရမှမသိတော့လူ အန်ဒီရှိတယ်လေအန်ဒီရှိတယ် ဂျာကြီးသူက